တော်အဲ့ဒီတိုင်းလွတ်တော်လို့မြို့သားလွတ်တော်လို့ခေါ်တဲ့အချိန်ကျတော့ကိုရဲမသွားနိုင်ဘူးဒီမှာဘာလို့အောင်စားဝင်နေလို့အောင်ပဲစီဝိုင်းလို့အောင်ပဲဒီသားစုကိစ္စလို့အောင်ပဲလို့ရမယ်ဆိုတော့တိုင်းပြည်နဲ့ချီတဲ့ကိစ္စရပ်တွေအားလုံးအချိန်ပြည့်လုံနိုင်မယ်ပုဂ္ဂိုလ်တော့ကိုဒေသကိုကိုစားပြုမယ်ပုဂ္ဂိုလ်ကိုနိုင်ငံကိုကိုစားပြုမယ်ပုဂ္ဂိုလ်ကိုနိုင်ငံအကျိုးတကယ်လုပ်မယ်ပုဂ္ဂိုလ်ကိုကိုစားလုပ်ဖို့လွတ်လိုက်တာပဲဟုတ်တယ်နော်အဲ့တော့ရွေးကောက်ပွဲနေ့မှာပြည်သူလူထုတရားလုံးဒီလွတ်တော်တက်တယ်ပြည်သက်ပြည်ရပါဖြစ်လေတကယ်ရွေးကောက်ပွဲတွေပြီးသွားတော့လွတ်တော်ကိုယ်လည်းညာပြီးသွားတဲ့အချိန်လေးကြာလွတ်တော်ကိုယ်လည်းတွေကကိုစားသက်ဆိုင်ရာလွတ်တော်တွေကိုတက်ခွေရပါအဲ့တော့ကိုတက်တယ်မတူးလားအဲ့သူကသွားလို့ရှိရင်ခင်ဗျားတို့နှုတ်ဆက်သွားရမယ်ကျွန်တော်ကတို့တေးမြို့နယ်ကပြည်သူ့လွတ်တော်ကိုယ်လည်းပါကျွန်တော်ကတို့တေးမြို့နယ်ကိုစားပြုတိုင်းဒေသကြီးလွတ်တော်ကိုယ်လည်းပါကျွန်တော်လွတ်တော်သွားရတော့မယ်ဘာမှလိုက်အောင်လေအဲ့တော့ဘာမှလိုက်ဘာမှလိုက်ပါပြောပါဘာမှလိုက်ဟမ်တို့အရင်လုပ်ခဲ့ပါဟုတ်လားဘာလို့မှလဲတို့အရင်လုပ်ခဲ့ပါဒါပြောရမှာလူလဲမှာတို့အရင်မရှိဘူးလားရှိပါတယ်အားရေးတယ်တို့အရင်ပါလေပြည်သူရေးရရှိရေးဟုတ်တယ်မလားနော်ပြည်သူတရားလုံးဒီမိုကရေစီရရှိရေးပြည်သူရဲ့အခွင့်အရေးအပြည့်အဝရရှိရေးလွတ်တော်မှာမင်းလေးရအောင်လို့တို့နယ်မြေပြည်သူတွေလည်းရအောင်လုပ်ပေးကြိုးစားပေးတို့ကိုသာမင်းသွားလို့အဲ့ဒါဆိုပြည့်စုံပါအဲ့တော့ဒီမိုကရေစီအခွင့်အရေးဆိုတာဘာလဲဟမ်အများတို့ကဒီမှာဒီစောင့်နေမယ်ဟုတ်တယ်မလားအလုပ်လုပ်မယ်လဲထုံးမယ်လဲလုပ်မယ်စိုက်ပျိုးရေးလုပ်မယ်ဝင်းမြူရေးလုပ်မယ်စက်မှုလုပ်ငန်းလုပ်မယ်ဘာလုပ်လို့ပေါ့ဗျာအဲ့ဒီလုပ်တဲ့ကိစ္စရပ်တွေမှာလုပ်သမျှဟာအားလုံးခုခင်ဗျားတို့မကြောက်ဝင်မှနာလာဖြစ်တယ်ဆိုတော့တစ်လုံးရှိတယ်ကျွန်တော်ဒီနေရာနေဒါလည်းပြတ်ရှင်းပြီနော်ဥပဒေနဲ့အညီဆောင်ရွက်ပါဟုတ်လားဒါမကြောက်လိုက်တဲ့ခါကြီးဝါမန်းလည်းမသိတဲ့ခါကြီးပေါ့ဗျာခမ်းပြီဆိုရင်တော့ဥပဒေနဲ့ခမ်းရတယ်အကျိုးရှိရမယ့်တိုင်းကဥပဒေရမင်းတို့ဒါရပါပြီလို့ဒါပြောတယ်ရှိလားရှိပါဘူးကျွန်တော်နိုင်ငံရှိလားရှိပါဘူးအိမ်နေရောက်တရားခေါက်ပြီးတော့လူကြီးမင်းမြတ်ခဏလေးပါကျွန်တော်ပြောစရာရှိလို့ပါကျွန်တော်ကဘယ်ဌာနတာဝန်ရှိသူပါခင်ဗျားတို့အိမ်သူအိမ်သားတွေဟာဥပဒေနဲ့ဒီခွေးတွေရှိတယ်ရကြပြီလားခင်ဗျာမရရင်လည်းကျွန်တော်ရအောင်ဝိုင်းလုပ်ပေးပါမယ်လို့လာပြောတဲ့ဌာနဆိုင်ရာရှိလား